နေရာဒေသအစုံကအစားအစာနဲ့အကြောင်းအရာတွေသိနိုင်ဖို့ Food and Trade Channel ကိုလည်း Subscribe လုပ်ထားပေးပါဦးနော်ဒီနေ့တော့ရန်ကုန်မြို့ကဘာအေးဖျားလမ်းမပေါ်မှာရှိတဲ့ဖူဆန်ဘုံကျောင်းမှာတရုတ်နှစ်သူဘူးပွဲတော်ကျင်းပနေတာဖြစ်တဲ့အတွက်သွားရောက်လည်ပတ်ခဲ့ပါတယ်နှစ်စဉ်နှစ်တိုင်းတရုတ်နှစ်သစ်ကူးနှစ်ဆန်းတရက်နေ့ဆိုရင်ဒီဘုံကျောင်းမှာစတုဒီတာကျွေးမွေးတာတွေရှိပါတယ်ဒီနှစ်စတုဒီတာကျွေးတာကတော့ဖူကျန့်အဖွဲ့ချုပ်ကြီးကဦးစီးကျင်းပတာပါစတုဒီတာမှာဆိုရင်ကြာစံကျော်တောက်ရည်တန့်မီနီကိတ်ဒင်းဆန်ကတ်ကိတ်စမူစာပဲကြာစံကျော်ဆန်ပြုတ်ချက်စီထမင်းစီရက်ခောက်ဆွဲလော်တီရီယာကြက်ကြော်တွေပါပါတယ်နှစ်စဉ်နှစ်တိုင်းဒီဘုံကျောင်းကိုအမြဲလာလေးရှိပေမဲ့ဒီနှစ်ကတော့လူအရမ်းများတဲ့အတွက်စတုဒီတာတော့ဝင်မစားခဲ့ပါဘူးဒီရွှေချင်းတဲ့ငွေချင်းတဲ့နှစ်ကောင်နဲ့ဓာတ်ပုံတွဲရတဲ့သူတွေလည်းတော်တော်များပါတယ်တရုတ်လူမျိုးတွေကနှစ်စဉ်နှစ်တိုင်းတရုတ်နှစ်သစ်ကူးနှစ်ဆန်းတရက်နေ့ရောက်ပြီဆိုရင်မနက်ပိုင်းမှာဘုံညောင်းတွေမှာလှည့်ပတ်ပြီးတော့ပူဇော်ပါတယ်နေ့လယ်ဆိုရင်တော့ရှောက်လည်ကြပါတယ်ဖျားပူဇော်ပြီးရင်တော့အလူငွေလည်းထည့်ကြပါတယ်ဒါကတော့အလူငွေလက်ခံဌာနပါအလူငွေလက်ခံပြီးရင်အန်ဒီရဲ့ကင်းစာရွက်လေးလည်းတကားမှာကပ်ဖို့အတွက်ပြန်ပေးပါတယ်ဒါကတော့တရုတ်ရိုးရာရွှေစက်ကူငွေစက်ကူခောက်နေရပါရွှေစက်ကူငွေစက်ကူတွေကိုမီးရှို့ပြီးတော့ကွယ်လွန်သွားတဲ့သူတွေအတွက်အလှူပေးတဲ့အယူလည်းရှိပါတယ်ဒီဖူဆန်ဘုံကျောင်းကတရုတ်နှစ်သစ်ကူးပွဲတော်နေမှာမဟုတ်ဘူးတစ်နှစ်ပတ်လုံးအချိန်မီလေ့လာကြည့်ရှုလို့ရပါတယ်တချို့လည်းအဲ့ဒီဘုံကျောင်းထဲဝင်ပြီးတော့တရုတ်ရိုးရာဝတ်စုံတွေနဲ့အလှတက်ပုံရိုက်ကြတာတွေလည်းရှိပါတယ်ဒီလိုအချိန်မှာဘုံကျောင်းလာရတာအမွှေးတိုင်အနံတော်နည်းနည်းမှွန်တာပေါ့လေဖျားအပြင်မိုးနဲ့မင်းကိုလည်းပူဇော်ပသကြပါတယ်တရုတ်တွေကနှစ်သစ်ကူးပွဲတော်မှာမဟုတ်ပါဘူးတခြားပွဲတော်ရက်တွေမှာဆိုရင်လည်းသူတို့ရဲ့ဘိုးဘေးဘီပင်အဆက်ဆက်ရဲ့ဂျေစုကိုအောက်မေ့တရိယသောအဖြစ်ဂါရဝပြုကြောလေးရှိပါတယ်ဘုံကျောင်းရဲ့အပြင်ဘက်ပန်းခြံမှာတော့တရုတ်ရိုးရာအကောင်12ကောင်အပြင်လူတိုင်းသိတဲ့စိုးဝူခုံကျူပါကျဲစားတဲ့ရုပ်ထုတွေလည်းရှိပါတယ်ရန်ကုန်ကမဟုတ်ပဲတနယ်တကြီးကလာတဲ့သူတွေဆိုရင်လည်းအဆိုပါဖူဆန်ဘုံကျောင်းကိုစိတ်ဝင်စားရင်အချိန်မီလာရောက်လေ့လာကြည့်ရှုလို့ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် vlog များမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်